ကျွန်တော်အနေနဲ့ပြောချင်တာကတော့ကျွန်တော်ဘာမှမရှိတဲ့ဘဝ3ညစားခဲ့တယ်25နှစ်ကြာခဲ့တယ်ဒါပေမဲ့လို့တခုကိုစဖြစ်အောင်လုပ်တာခက်တယ်ပေါ့နော်အဲ့ဒါတီမြဲဖို့ကတော့တအားခက်ပါတယ်ဒီ sustain ဖြစ်ဖို့ဆိုတာတော်တော်ခက်တယ်နောက်တစ်ခုကတော့ပေါ့နော်ကျွန်တော်ဒီနေ့25နှစ်ပြည့်ကိုဘာဖြစ်လို့ပေါ့နော် mass မြန်မာကိုဒီနေ့ mass for မြန်မာဆိုပြီး slogan လေးပေးထားလဲဆိုတော့ကျွန်တော်ဒီတိုင်းပြီးသိချစ်တယ်ဒီနိုင်ငံကိုဖြစ်စေချင်တာပေါ့နော်ကျွန်တော်တို့ကြီးကလူတွေလူနေမှုစင်တဲ့တစ်ခု level တစ်ခုရောက်တာကိုကျွန်တော်တို့တွေ့ချင်တယ်မြန်မာလူမျိုးတွေဘယ်နေရာဒုက္ခရောက်ကျွန်တော်တို့ကိုပူလောင်နေတယ်လို့ပဲခံစားရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီ company မှာရှိတဲ့အရင်ဦးဆုံးတိဆောက်ပြီးပြမခံတဲ့ဝန်ထမ်းတွေကိုကျွန်တော်ငွေဆောင်ခေါ်သွားပြီးသူတို့နဲ့အတူတူသူတို့ရဲ့ပျော်ရွှင်မှုကိုကျွန်တော်ဖန်တီးပေးခဲ့တယ်အခုဒီနေ့ကတော့ဒီပွဲကကျွန်တော်တို့ဒီလိုဖြစ်အောင်လုပ်ပေးခဲ့တဲ့စီးပွားရေးမိတ်ဖက်တွေနောက်တငယ်ချင်းတွေနောက်ကျွန်တော်တို့ရဲ့ဆရာတွေဤပညာပိုင်းရောအတွေ့အကြုံပိုင်းတွေရောမျှဝေပေးတဲ့ဆရာတွေအားလုံးဖိတ်ပြီးဒီပြောစရာပွဲကိုဆင်နွှဲတာပါတစ်ဆက်တည်းမှာပဲကျွန်တော်တို့ဂျပန်တန်မန်ကြီးဆိုတာကျွန်တော်လွန်ခဲ့တဲ့23နှစ်တည်းကတည်ခဲ့တဲ့မိတ်ဆွေတူပါကျွန်တော်တို့အဲ့ဒီအချိန်တုန်းကဘာမှမရှိခဲ့ကြသေးဘူးသူလည်းအခုတန်မန်ကြီးဖြစ်နေကျွန်တော်လည်းကုမ္ပဏီ25နှစ်ပြည့်တယ်အဲ့ဒီအချိန်မှာသူ့ကိုပြန်ဆုံပြီးတော့တွေ့ရတဲ့အတွက်ကျွန်တော်သူ့ကိုလေးစားသမှုနဲ့ကျွန်တော်ဒီစကားပြောဖို့ကျွန်တော်ပထမဆုံးသူ့ကိုပြောခိုင်းခဲ့တာပါတန်မန်ကြီးကလည်းပြောပြီးတဲ့အတွက်ကျွန်တော်အနေနဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ဘာဆက်လုပ်မလဲဘယ်လိုသွားမလဲဆိုတော့ခဏတာစိတ်ညစ်မှုတွေကိုတော့လုပ်ငန်းရှင်တွေအားလုံးမိထားတာအကောင်းဆုံးပဲကျွန်တော်ကတော့ positive thinking ကိုပဲတိုက်တွန်းတယ်အစိုးရတွေကအကောင်းလေးကိုရှာလိုချင်တဲ့နေရာကိုရောက်အောင်သွားပြီးလို့ရှိရင်ကျွန်တော်တို့အားလုံးကလူတွေကိုအကျိုးပြုပွဲလှုပ်နေတာကိုကျိုးစည်းပွားအတွက်လုပ်နေရလို့တခုမှကျွန်တော်တို့မယုံဘူးသူများပြောလဲကျွန်တော်တို့မယုံဘူးဘာလို့မိသားစုတစုထမင်းစားဖို့ဆိုတာသိမခက်ပါဘူးအဲ့မိသားစုပေါင်းများစွာကိုထမင်းစားဖို့ဆိုတာလူတိုင်းရုန်းကန်ရတယ်ပင်ပန်းတယ်စူးစမ်းရတယ်နစ်နာခံရတယ်ပြီးရင်လည်းဆုံးရှုံးမှုတွေရှိတယ်လို့ကြာရှုံးမှုတွေလည်းအများကြီးရှိတယ်အောင်မြင်မှုဆိုတာတော်တော်လေးစူးစမ်းမှတစ်ခါတလေမှရတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒါအားလုံးကိုပြောချင်တာကတော့ဘလို့အခြေအနေပဲဖြစ်ဖြစ်အကောင်းပဲမြင်ပြီးတော့အကောင်းဆုံးဖြစ်အောင်နော်မိမိနိုင်ငံအတွက်မိမိ company အတွက်မိမိမိသားစုအတွက်စူးစမ်းပေးပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်ဒါကတော့နောက်တစ်ခုကတော့ကျွန်တော်အစိုးရဆုံးတစ်ချက်ပါဒါကတော့လုပ်ငန်းနဲ့ပတ်သက်ပါတယ်တစ်ချိန်ချိန်ကြာရင်ကျွန်တော်နီးပညာပိုင်းနဲ့အဝေးကြီးကိုကြံခဲ့တော့ဒီနေ့ဆိုရင်ကျွန်တော်တို့ကဒီ artificial intelligence AI လိုဟာမျိုးတွေနဲ့သူများတွေကသွားနေကြပြီနော် blockchain တွေသွားနေတယ် e-commerce တွေသွားနေတယ်ပစ္စည်းတစ်ခုကိုတနာရီ2နာရီလောက်ရမယ့်ဟာကိုတစ်စက္ကန့်2စက္ကန့်နဲ့လုပ်လို့ရတယ်အဲ့ဒါကိုကျွန်တော်တို့ကဘလို့မှီလိုက်မလဲပေါ့နော်ကျွန်တော်တို့ရဲ့ပညာရေးစနစ်တွေကျွန်တော်တို့ရဲ့တိဆောက်ခဲ့တဲ့ပတ်ဝန်းကျင်တွေကျွန်တော်တို့မှာရှိတဲ့အသိဉာဏ်အတွေးခေါ်တယ်ကျွန်တော်တို့ရဲ့ national character ဒါတွေအကုန်လုံးကကျွန်တော်တို့ဒီတိုင်းဆက်သွားရင်ကျွန်တော်ဘာမှမျှော်လင့်ချက်မရှိပါဘူးဒီနေ့ကျွန်တော်တို့သူများတန်းလို့မဖြစ်ဘူးလို့ပြောတဲ့ကျွန်တော်စီးပွားရေးနဲ့ပတ်သက်တဲ့စီးပွားရေးပညာတတ်တဲ့ပုဂ္ဂိုလ်တွေဥပဒေနဲ့ပတ်သက်တဲ့ဥပဒေပညာတတ်တဲ့ပုဂ္ဂိုလ်တွေအင်ဂျင်နီယာနဲ့ပတ်သက်လို့အင်ဂျင်နီယာပြတဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေ IT နဲ့ပတ်သက်လို့ IT ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကျွန်တော်တို့လုပ်ငန်းထဲမှာတစ်ခါတည်းတန်းသုံးလို့မရပါဘူးတော်တော်ကြီးကို polish လုပ်ပြီးသုံးရင်တော့မှအချိန်တစ်ခုပေးရပါတယ်။ဘာလို့လဲကျွန်တော်တို့ရဲ့လက်ရှိအခြေအနေပညာရေးစနစ်သို့တော်လည်းကျွန်တော်တို့ဘလို့အခြေအနေပဲဖြစ်ဖြစ်ကျွန်တော်ကလေးတွေအခုဆိုရင် entry level ကနေဒီနေ့ MD တွေ CEO တွေ GM တွေ director တွေဖြစ်နေပါပြီ။ဒါကျွန်တော်တို့ရဲ့ PT ပဲ။ကျွန်တော်ကလုပ်ငန်းရှင်တွေရဲ့စေတနာကိုထပ်ပြောချင်တာကလစာမဟုတ်ဘူးအလုပ်ပေးတာမဟုတ်ဘူး။နောက်တစ်ခုကသူ့ဘဝလုံခြုံမှုသူ့မိသားစုအတွက်လုံခြုံမှုသူတို့အတွက်အသိဉာဏ်တွေထည့်ပေးတာတန်ဖိုးရှိတဲ့လူသားတွေဖြစ်အောင်လုပ်ပေးတာအဲ့တော့ကျွန်တော်တို့အနေနဲ့နိုင်ငံတော်မှာရှိတဲ့အခွန်ထမ်းဆောင်တာလည်းဒီလူတွေပဲကျွန်တော်တို့အနေနဲ့စီးပွားရေးလုပ်တဲ့အခါမှာတမာအာဇီဝရှာဖွေလှုပ်ရှားပြီးတော့မှဥပဒေရဲ့တစ်ခုအောက်မှာလုပ်မယ်ဆိုရင်အဲ့လိုလုပ်ငန်းရှင်ကနိုင်ငံတိုင်းကလိုအပ်ပါတယ်နိုင်ငံတိုင်းကလည်းအဲ့လိုလူတွေကိုထွေးပိုက်ထားမှာပြစ်ပယ်လို့မရပါဘူးအဲ့လိုလူတွေမရှိတဲ့အတိုင်းဘယ်ကဘာမှမရှိပါဘူးအိမ်တိမ်မှာမိသားစုမှာစီးပွားမရှာတဲ့လူရှိပြီးတော့အလုံးမလုပ်တဲ့လူတွေပဲများနေပြီးတော့စီးပွားရှာတဲ့လူမရှိခဲ့ရင်အဲ့မိသားစုမှာဘလို့မှထမင်းစားလို့မရပါဘူးပညာလည်းသင်လို့မရပါဘူးအိမ်လည်းပြင်လို့မရပါဘူးကားလည်းဝယ်လို့မရပါဘူးဒါကြောင့်မလို့ကျွန်တော်ထင်ပါတယ်မိသားစုတစုလိုပဲစဉ်းစားရင်နိုင်ငံတိုင်းမှာအခုလိုမျိုးစ조사ပြီးတော့မိမိရဲ့ကိုယ်ကျိုးပေါ့နော်သူများအကျိုးရောကိုယ်ကျိုးရောနှစ်ခုစလုံးစဉ်းစားတတ်တဲ့လုပ်ငန်းရှင်တွေအများကြီးဒီနေ့ဒီဟောထဲမှာရောက်နေပါတယ်စိတ်တမကြပါနဲ့စ조사ပါကျွန်တော်အဖြေဆိုတာလူတိုင်းမှာရှိပါတယ်မိမိကိုယ်သာကိုယ်ကိုယ်ရလို့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အားလုံးဒီနေ့ကိုယ့်ကိုယ်ကောင်းအောင်လုပ်ရင်းနဲ့2019 2020 2021နှစ်ပေါင်းမြောင်များစွာကျွန်တော်နဲ့အတူတူရှိတဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်ဒီမှာရှိတဲ့တငယ်ချင်းတွေလုပ်ငန်းရှင်တွေနောက်ကျွန်တော်ရဲ့အကူကြီးတွေနောက်ကျွန်တော်ရဲ့မိတ်ဖက်ကျွန်တော်တို့စီးပွားဘက်တွေကျွန်တော်ရဲ့ AR ဘိုင်း customer တွေကျွန်တော်ရဲ့ Mass Group နဲ့ပတ်သက်တဲ့ customer တွေစိုးတူကောင်းတူဘယ်လိုအချိန်ပဲဖြစ်ဖြစ်မိသားစုနောက်ွယ်ရနေပြီးတော့ပံ့ပိုးနေတဲ့ကျွန်တော်ရဲ့မိသားစုဒီလိုမျိုးပတ်စံရှိလာမှမဟုတ်ဘဲနဲ့ငယ်စဉ်တည်းကကျွန်တော်တို့ဘယ်အချိန်ပဲကျွန်တော်တို့ဘာပဲဖြစ်ဖြစ်လည်းပဲဖက်ပေါင်းခဲ့တဲ့ငယ်တငယ်ချင်းတွေအများကြီးရှိပါတယ်ဘယ်တော့မှဒီလူတွေကိုကျေးဇူးတရားတွေကိုကျွန်တော်မေ့လို့မရပါဘူးပြစ်ပယ်လို့မရပါဘူး